မင်္ဂလာပါဒီအခုကောင်မလေးဟုတ်ပါတယ်ဒါကျွန်တော်ကောင်မလေးပါကျွန်တော်ချစ်ဆုံးလေးပါကျွန်တော် friend တာ9လလောက်ကြာမှသူတို့ friend ပေးတာပေါ့နော်ရန်ကုန်မှာလည်းသူတို့မ friend ပေးဘူးပေါ့ကိုပတ်ကိုတဲ့ဘာကြည့်ကြိုက်တာလဲအဲ့ဒါတစ်ချက်ဖြေလိုက်တော့ဘာကြည့်ကြိုက်တာလဲဆိုတော့ဘာကြည့်ကြိုက်တာဒီတိုင်းပါပဲမောင်ချောလို့လည်းပါပါတယ်နော်အဲ့ဒါကြီးကြာတော့ကျွန်တော်ဒါအဲ့တော့ရုပ်ရည်ပေါ့ဗျာအရက်ဘသူပူရှည်လဲတဲ့ဟဲ့အောင်မင်းတို့အဲ့ဒါစော်ကားတာပြောသွားပြီနော်စော်ကားတာပြောသွားရင်နော်ငါပူရှည်တာငါပူရှည်တာနော်ရက်ကတော့ကျွန်တော်ပူရှည်တာပေါ့ရုပ်ကလည်းကျွန်တော်ပူချောတာပေါ့အခုကျွန်တော်ရဲ့ fit ကိုပဲရှိုးလိုက်ဒီမှာကြည့်ဟဲ့ခိုင်တော့ပြန်နေအဝါပြလိုက်တယ်မောင်ပေးရမှာလीဟာလွဲပါတယ်ကိုတဲလေးရတော့တဲလို့မမေးစားရှိရဲ့မေးမလို့ကိုထိုင်နေရောမလို့ရှိမှာပခုံးဘယ်နှဖက်ရှိတယ်ပခုံးထိုင်နေရလीဘယ်နှဖက်ရှိတယ်ပခုံးဘယ်နှခုရှိရအခုထိုင်နေဒီခန်းထဲမှာ၄ခုမှားတယ်ပြမယ်1 2 3 Like white tees, don't get me dirty. Love on me. Spin 59, trying to kiss. Yes, sir. You're gonna do this now. တိုင်နေကြအောင်ပြောသေးဘူးကြည့်နေတယ်ចောင်းဆရာနဲ့တိုင်ပဲဟမ်ဟာအဲ့ဒါဂီအဲ့ဒါဒန်နီပဲဖြစ်မယ်အတီတွေလို့အဲ့ဒါဒန်နီ1 2 3 go ဝါတေရောမူးလိုက်တာကျွန်တော်ဒီဟာလေးပြန်ဆောင်ပါကျွန်တော်အဲ့တော့ကျွန်တော်တော်တော်လေးရုပ်ဆိုးရတယ်ပါတယ်ဗျအခုမှနည်းနည်းချောရတာအဲ့လိုတငယ်ချင်းအတွေ့ရမလားအကြာကြီးဖြစ်ပြီးမှလည်းတွဲတာမဟုတ်ဘူးကွာတိလားဂျိုင်းဘယ်မှာတွေ့ရဘယ်ဖက်အော်PUBG မှာစတွေ့ရကျွန်တော်တို့ဒါအေးဘော်ရာတို့ PUBG ဆော့ရင်ကောင်မလေးရနိုင်တယ်နော်ကျွန်တော်လည်းသူနဲ့ PUBG မှာစတွေ့ပြီးတော့အခုတည်း9နှစ်တိမြဲလာတာနော် PUBG မှာစတွေ့ရနော်ပြီးတော့ဖွန်ကြောင်းတာကျွန်တော်အိမ်တော့ KD4 သူအရင်ကျွန်တော်နည်းကျန်းတယ်ပေါ့ဗျာ screen တွေပါဆော့ရပါအရင်တော့မဟုတ်ပေမဲ့ professional player မဟုတ်ပဲကျွန်တော်နည်းဆော့တယ်ဗျာအဲ့တော့ကျွန်တော်ကဘယ်လိုပြောရမလဲသူ့ game လေးတင်ပေးပြီးတော့သူ့ကျွန်တော်ဖွန်ဆကြအောင်လားအဲ့တော့ချီယာပတ်မှာကျွန်တော် game တင်ပေးပြီးတော့ကျွန်တော်ဖွန်ဆကြအောင်လားထင်းတယ်ပြတ်မှာအဲ့တော့မင်းအဲ့လိုစောက်ပုံပြောနေရအောင်အဲ့လိုလေးစလာကြောင်နဲ့ conversation ပြလိုက်အေးပြလိုက်ကျွန်တော်သူ့ကိုဆက်ဆက်သွားပြီးတော့ဖွန်ကြအောင်လုံးက conversation ကိုကျွန်တော်ပြမယ်တော်တာတကယ်တော်တာနင်ကအဲ့လိုမနှိမ်ပါနဲ့ခေါ်ရစားတော့ငါပတ်ကြီးဆော့တာကြာပြီတဲ့ဆော့မတွေ့ဘူးတဲ့တော်တာကြီးပဲမို့ဒါတော့ကိုစကေးနဲ့ကိုပေါ့ကွာသိလားငါPUBGကျွန်တော်နှစ်ယောက်ကသာPUBGဆော့ပြီးတော့ချစ်ကြိုက်လာတာPUBGတွေကစတဲ့အချစ်ဒီမှာကျွန်တော်သူ့ကိုစစဖွန်ကြအောင်တော့ conversation 2021 January 23မှာပေါ့နော်တုံးနဲ့ emoji ချက်ရှိုးလိုက် emoji ကိုတစ်ချက်ရှိုးလိုက်ဒါကျွန်တော်2021တော့ဒါကောင်မလေးကိုကျွန်တော်ဖွန်ဆကြအောင်တော့ဒီကောင်မဒီအစပေါ့နော်အမတဲ့ဘယ်ချိန်လောက်ဆော့ဖြစ်မလဲPUBGပေါ့ဗျာကျွန်တော်အဲ့တော့ PUBG ဆိုတော့အမဘယ်ချိန်လောက်ဆော့ဖြစ်မလဲအမတို့ကျွန်တော် reply မပြန်ဘူး bro ကျွန်တော်ချေတယ်နော် bro ဒါချက်ချင်းမပြန်ဘူးအမရဲ့ဒီမှာရှင်တဲ့မစော်သေးဘူးလား bro ငါ့အဲ့တော့ bro လို့ခေါ်တာကွာမင်းစဉ်းစားကြည့်ငါနဲ့ feed ကျဲတယ်ကွာမောင်လေးဆိုလဲမောင်လေးကွာငါပြောတာသိလား bro တဲ့ငါထွက်ကြတဲ့ကဆော့လာတာတဲ့အခုထိဆော့မရသေးဘူးတဲ့ဟာတော်ရထားနဲ့ရသွားတာတဲ့အားကြပါတယ်ဟဲ့အောင်မင်းဖင်မရတဲ့အဲ့ခင်တော့ဒါ2021လေကွာ2021တော့2021ထားပါ2021တော့2021ထားပါကွာမင်းတို့အဲ့လိုမပြောနဲ့ငါ့မင်းဒေါ်လာနဲ့ရပါဆိုပဲချင်ထားတဲ့မောင်ကချင်နေတူလား
တူမဟုတ်သေးလေဟာတူလို့လားကျွန်တော်တူလို့လားချင်းနဲ့ ဒီဘက်လေနည်းနည်းစင်တယ်လို့ပဲ AI ကတူတက်နေပြီတဲ့ဆွဲမှာတော့နဲ့ AI ထဲလို့ရနေပြီဟာ AI ဟုတ်လားမဟုတ်လားငါမင်းတို့စစ်ပြမယ် ရပြီ AI အဲ့ဒါ AI ဟုတ်သေးလားHoney you guys been through the ideas ဒီကတော့ ideas ဆိုတော့ ideas ကဒီကနားလည်မှုပါပဲနော်နော် ideas ကတော့အဓိကတော့နားလည်မှုပါ အဓိကပြီးတော့အချိန်ဘယ်ပြောရမလဲအချိန် idea ဖြစ်သွားလို့အချိန်ကအရင်မပေးနိုင်တော့ဘူးကွာတိလားအဲ့လိုမျိုးဆိုလို့ရှိရင်အဓိကနှစ်ယောက်လုံးအလုံးရှုံနေမှာအဆင်ပြေရနော်တယောက်ကအာပြီးတယောက်ကအလုပ်အရင်ရှုံလို့ရှိရင်ကြတော့ညှိလို့မရတော့ဘူးနှစ်ယောက်လုံးအလုပ်အရင်ရှုံနေတဲ့အခါကျတော့ကိုလည်းလှုပ်ရှားရှိရလို့သူလည်းလှုပ်ရှားရှိရလို့သူလည်းဆိုလို့ရှိရင်တဏီကုံတော့ဘာလို့ညာလုပ်တည်ရမလားဗီဒီယိုတွေပို့ရဲစာရေးပို့ရဲပါတိလားအဲ့ဒါညားကြမှာနော်ညားအိတ်ခန့်ကြီးကြမှာအမဗီဒီယိုကောကိုမတဏီလို့ဘာတွေလုပ်တယ်ဘလူတွေဖြစ်တယ်သူကဘာတွေလုပ်တယ်ဘာညာတိတယ်အတင်းပေါ့ဗျာအဲ့လိုမျိုးအတင်းလေးပါနေအရန်ပြောတာအဲ့ဒါတနား2နာရီလောက်ဗီဒီယိုပြောပြီးမှဗီဒီယိုခေါ်ပြီးအိတ်ကြ2ယောက်ကအဲ့လိုမျိုးကျွန်တော်ဒီမှာလဲကျွန်တော်ကပြောမှဆိုရင်ကျွန်တော်ကိုယ့်အလုံးနဲ့ကိုယ်ဗျာတဲ့ကိုယ့်အလုံးနဲ့ကိုယ်ဆိုတာဘယ်လိုမျိုးလဲဆိုတော့ကျောင်းတစ်ဖက်လဲတာမပြီးဒီမှာ streaming နေပြီးကျွန်တော် content တွေပါတယ်ရိုက်တယ်ဗျာသိရမလားအဲ့ဒါရိုက်တော့ကျွန်တော်မအားဘူးဗျာကိုယ်လည်းသူလဲသူ့လုံးနဲ့သူကဘယ်လိုမျိုးဆိုတော့ तू ကအခု by the way ကျွန်တော်ကြော်ညာပေးပါမယ်ဒီထဲမှာကြည့်နေတဲ့ main ကလေးတွေပါရင် slave vibe ဆိုပြီးတော့ရှာလိုက်ပါ Facebook တို့ TikTok တို့မှာကျွန်တော် repost မြင်လို့ပါတယ်အဲ့ဒါကျွန်တော် company ရဲ့ brand မှာ founder သူ founder ပေါ့နော်သူ local brand ထောင်ထားရပေါ့နော် slave vibe ဆိုတာရှိပါတယ်အဲ့ဒါအဲ့မှာတွားပြီးတော့ up ပေးလို့ရပါတယ်ဒီထဲက bro တွေလည်းဒါကောင်မလေးတွေကိုဘာတွေကိုလက်ဆောင်ပေးခြင်းနဲ့ sound lane နဲ့ crop top တွေဘာတွေလက်ဆောင်ပေးခြင်းနဲ့ဆိုကျွန်တော် company brand ဝယ်လို့ရပါတယ်ဒါကျွန်တော် company က local brand လုပ်တယ်ပေါ့နော်သူက founder ပေါ့ဂျန်နဲ့သူ့ဟာတွေဆိုနည်းနည်းမိုက်တယ်ရိုးရှင်းရင်မို့မောင်တော်မှယူဝဲတယ်နော်နေတိုင်းစကားပဏ္ဏနာကြီးပြောပြလေတဲ့စကားပဏ္ဏနာကြီးပြောပြတယ်ဆိုအားရင်အားလို့လို့ပြောပါတယ်သူကသူလည်းចောင်းရှိရယ်အမလူပြောရမှာညီမလူပြောရမှာကြိုက်သလိုပြောဒီကောင်လေးကဘာမှမဟုတ်တဲလေးတဘောတဲလေးကပထမဒီကောင်လေးကဒုတိယတဲလေးကြိုက်တာပြောဟုတ်တယ်နော်ရောက်နေသိရမလားအမြဲအလုပ်ရှိရဲဆိုတော့အားရင်အားတယ်လို့ပြောပြဒါပေမဲ့ဖေတော့ဘာလို့လို့နှစ်ယောက်တာနော်ဗီဒီယိုကမခေါ်ပြည့်နေမှာဗီဒီယိုပို့ရဲပို့ရဖေရောက်နေပြီးဘူးတွေပါတယ်ဘာကြီးလောက်တယ်အဲ့အားရောသိရတယ်ဒါပေမဲ့ညကြမှာလုံးဝအေးအေးဆေးဆေးလေးနော်အကုန်လုံးလုပ်ပြီးရဲ့အခါကြမှာဗီဒီယိုပဲခင်ဒီစကားပြောတဲ့အချိန်ကတကယ်နော်ကျွန်တော်ပြောမယ်ဗီဒီယိုခေါ်ရတာများကျွန်တော်ပေါ်လိုက်လားကျွန်တော်ဗီဒီယိုမခေါ်ရင်ဗီဒီယိုကတော့အမြဲပြောပြတယ်ကျွန်တော်နဲ့သူနဲ့က skin care ကျွန်တော် skin care မယ်နော် company skin care ပဲမှာကျွန်တော်တော့ပါနှစ်ဖူးပြောင်းလာဒီတိုင်းတည်တယ်ရှက်မနေနဲ့အဲ့မှာပြတာကြည့်စရာကောင်းမလားမလေးနှစ်ဖူးနဲ့ငါတကူကုန်လားမသိဘူးအဲ့ဒါဘာဖြစ်တာလဲဝှက်ချင်ပေါင်ညာဟုတ်ပဲဟာနင်အဲ့လိုမလုံးနဲ့ငါရှက်တယ်နော်ဟဲ့ sorry နင်အဲ့လိုမလုံးငါအရင်ရှက်တယ်နော်ငါရှက်လာပြီသူကလည်းရှက်ရတယ်ရှိသေးဟာရှက်တာဗောဗျာကျွန်တော်လူပြိုလေးတွေဗျာနော်ပြောင်းကြီးတယ်အောင်မပြောင်းဘူးမင်းအပူတွေမလုံးနဲ့နော်ဒီကကူရဝင်ကြည့်လိုက်โอเคကြည့်လိုက်မယ်ကိုဘက်နှစ်ဖူးအားတဲ့အကွက်ရအောင်လို့ရတယ်အဲ့ဒါရစားတာဗောပါကိုဘက် girlfriend ကတဲ့ဘာ football team fan ဘာတဲလီဘာကြိုက်တာဘာကြီးတဲလီဘောလုံးတင်းထဲမှာဘယ်တင်းကြိုက်လဲဘောလုံးတင်းလားMan U girlfriend material ဆိုတာဒါကိုပြောတာသဘောပေါက်လား bro girlfriend material ဆိုတာဒါကိုပြောတာ okay Man U ဘောပေါက်တယ်နော်တဲလီဟိုဘာကြီးလဲမသိစာလာပြီချစ်တယ်ဆိုတဲ့စကားလုံးတဲ့ပိုးတဲ့စကားလုံးရှိရင်မောင်ပြောမိပါအမှန်ပဲမရဲ့ I found a girl beautiful and sweet with you between my arms barefoot on the grass listening to our favorite song when you said you loved a mess I whispered underneath my breath This is nice So အားလုံးပဲနောက်တစ်ဆင့်မှပြန်ကြပါမယ်။ဟောကြည့်ပြီ။